မျက်စိအားနေတဲ့သူတွေမျက်မှန်တက်ရတဲ့သူတွေအတွက်အကောင်းဆုံးဆေးနည်းမျက်စိကျန်းမာရေးကလူတိုင်းအတွက်အရေးကြီးပါတယ်အထူးသဖြင့်ကျောင်းသူကျောင်းသားတွေပါငယ်ငယ်ရွယ်ရွယ်နဲ့မျက်မှန်တက်နေရပြီဆိုရင်အသက်ကြီးလာတဲ့အခါမလွယ်ကူတော့ပါဘူးနော်အကောင်းဆုံးကတော့ဖေတက်ရမစို့မျက်စိအားကောင်းပြီးမျက်မှန်မတက်တဲ့နေရရင်အကောင်းဆုံးပါနော်ဒါကြောင့်ယခုလိုမျက်စိကိုအားကောင်းစေပြီးမျက်မှန်တက်စရာမလိုတဲ့တဘာဝအိမ်သွင်းဖြင့်ဆေးနည်းလေးကိုမျှဝေပေးတာပါဒီဆေးနည်းလေးကကိုယ်တိုင်ပြုလို့အသုံးပြုပြီးအဆင်ပြေတဲ့အတိမိတ်ဆွေတယောက်ရဲ့ပြောပြချက်ကိုပြန်လည်ပြောပြပေးတာပဲဖြစ်ပါတယ်ဒီဆေးလေးကလောက်ရတာလွယ်ကူပြီးတကယ်ထိရောက်ပါတယ်။နောက်ပြီးမျက်မှန်တက်နေရတဲ့သူတွေတောင်ဒီဆေးကိုအချိန်တစ်ခုအထိပုံမှန်စားတောင်းပေးရင်မျက်မှန်တက်ဆရာမလိုရတဲ့အထိတကယ်ထိရောက်တယ်လို့လက်တွေ့ကြုံဖူးတဲ့သူတွေကပြောကြပါတယ်။ဒီဆေးတွေပတ်ဝန်းကျင်မှာတောင်းသူကျောင်းသားလေးတွေမျက်မှန်တက်နေရတယ်ဆိုရင်ဒီဆေးနည်းလေးကိုပြောပြပေးကြပါ။တက်ကြီးရဲ့အိုတွေအတွက်လည်းဘေးထွက်ဆိုးကျမရှိပဲအသုံးပြုနိုင်ပါတယ်။မျက်မှန်တက်ရတဲ့မကြိုက်သူတွေအတွက်တက်သေးပြပြီးသားအိမ်သွင်းနည်းလမ်းကောင်းတစ်ခုကိုညဝေပေးချင်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းမျက်မှန်တက်ရတဲ့ဒုက္ခကိုသိသူပါမျက်မှန်တက်လိုက်တဲ့အစင်မပြေတာမျိုးလုံးလုံးတာတခါတလေခေါင်းမှာကြိတ်တာမျိုးတွေကြုံခဲ့ရပူပါတယ်အဆိုးဆုံးကတော့ကိုလုံးလိုက်တဲ့မျက်မှန်နဲ့ကိုမျက်စိရဲ့လိုအပ်ချက်မကိတ်ညီခဲ့ရင်ဒါမှမဟုတ်မျက်စိစစ်ဆေးချက်မာရင်ခဲ့ရင်မလိုလားအပ်တဲ့နောက်ထပ်ပြဿနာတွေဖြစ်စေတာပါငွေကြီးကုန်ကြမှုလည်းအများကြီးဖြစ်စေပါတယ်ဒါကြောင့်အကောင်းဆုံးနည်းလမ်းကတော့မျက်မှန်တက်စရာမလိုပဲမျက်စိအကောင်းနေဖို့ကအရေးကြီးပါတယ်ဒါကြောင့်ဒီနည်းလမ်းကိုညှောင်းရတာပါဒီနည်းလမ်းကလောက်ရတာလည်းကုသလိုလိုအပ်တဲ့ပစ္စည်းတွေကလည်းဝယ်ယူရတာလည်းကုပါတယ်။ပုံကြစိတ်ကလည်းဘာမှမရှိပါဘူးနော်။ဒီလိုမျက်စိအားကောင်းစေဖို့တဘာဝအိမ်သွင်းဖြစ်နည်းလမ်းတစ်မျိုးရှိပါတယ်။ဒီနည်းလမ်းတစ်မျိုးစလုံးကိုခုဗီဒီယိုလေးမှာပြပြပေးမှာပါ။ကိုလည်းတင်တော်မဲ့နည်းလမ်းကိုပတ်ဝန်းကျင်ပေါ်မူတည်ပြီးဝယ်ရမယ့်ပစ္စည်းတွေပေါ်မူတည်ပြီးအဆင်ပြေတဲ့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။နည်းလမ်း1မျက်လုံးကြည့်နေစီမဲ့ပိုးစာရွက်တဥပြုတ်ဒါကလွယ်ကူပြီးတကယ်ထိရောက်တဲ့နည်းလမ်းလို့ပြောလို့ရပါတယ်ဒီနည်းလမ်းကိုအသုံးပြုပြီးလက်တွေ့သက်သာသူတွေရှိကြပါတယ်ပါဝင်ပစ္စည်းတွေကတော့တဥနှလုံးပိုးစာရွက်၄-၅ရွက်ရေတန်း2လီတာခန့်ပြုလုပ်နည်းပိုးစာရွက်ကိုရေ2လီတာနဲ့အတူအနက်မွေးလာတဲ့အထိအရင်ဆုံးပြုတ်ပါထို့နောက်တဥနှလုံးကိုတစ်ခါတည်းထည့်ပြီးကြက်အောင်ပြုတ်လိုက်ပါကြက်ဥကြက်သွားရင်တင်းပြတ်တဲ့အနက်လေးနဲ့ပိုးစာရွက်တုပ်ကြက်ဥကိုရရှိပါပြီစားပုံပုံမနက်တလုံးနေ့လယ်တလုံးစားသုံးကြည့်ပါ။နေ့ရက်လောက်စမ်းကြည့်ရုံနဲ့မျက်လုံးတွေစတင်ကြည့်နေတောက်ပလာတာကိုအံ့ဩသင့်စွာတွေ့ရမှာပါ။ဒီလောက်လွယ်တဲ့နည်းလမ်းပါနော်။ဒီလောက်လွယ်လွယ်လေးနဲ့တကယ်ထိရောက်ပါမလားဆိုတဲ့တန်တရားတွေရှိနေပါတယ်။ဒီနည်းလမ်းကလက်ပဲအသုံးပြုပြီးတကယ်သက်သာပြောက်ကင်းခဲ့သူတွေရဲ့ပြောပြချက်ကိုပြန်လည်မျှဝေပေးတာပါ။နောက်ထပ်နည်းလမ်းတစ်ခုကိုပြောပြပေးပါမယ်။နည်းလမ်း1လမ်းစမ်းစီနဲ့ပိုးစာတံပြားဆေးဖက်ဝင်ဖြော်ရည်လမ်းစမ်းစီနဲ့ဖြော်ရည်ပုံစံမျိုးကိုပိုကျိတ်တဲ့သူတွေအတွက်ဒီနည်းလမ်းကိုစမ်းကြည့်သင့်ပါတယ်။တာဝန်ပစ္စည်းတွေကတော့ပိုးစာရွက်3-4-5ရွက်အရွယ်တော့တံမြာဒီတစ်လုံးရေ2လီတာ3လီတာခန့်ပြီးတော့ပိုးစာရွက်ကိုရေနဲ့ပြုတ်ပြီးအနက်အရတာကင်းကင်းရအောင်ပြုလုပ်ပါပြီးရင်ခွက်တစ်ဝက်ခန့်ခန့်ယူပါရေနွေးသွင်းတော့ရေကျက်အေးအနှင်းငယ်ထပ်ဖြည့်ပါတံမြာဒီတစ်ချမ်းကိုအရင်ညှစ်ထည့်ပြီးနွေးနွေးလေးတောက်လိုက်ပါနွေးပြီးလန်းဆန်းစေပါတယ်တောက်3ပုံတစ်ရက်တော့မဟုတ်2ရက်လောက်တောက်ကြည့်ရုံနဲ့မျက်လုံးတွေပေါ့ပွားသွားသလိုခံစားရစေပါတယ်ပြီးပါတယ်ကောင်းကျိုးဖြစ်တယ်ဆိုရင်ဆက်လက်တောက်ပါတခြားမိတ်ဆွေတွေကိုလည်းညှဝေပေးပါနော်တတိပြုဖို့ကတော့ပြည်သူဖော်စားမတိသူကြောသွားဆိုသလိုယခုလိုလွယ်ကူပြီးတကယ်ထိရောက်တဲ့နည်းလမ်းတွေကမြမတိုင်းရင်းစေးချမ်းတွေမှာအများကြီးရှိပါတယ်ဒီစီးနည်းတွေကတဘာဝအပင်တွေအသီးတွေအရက်တွေအမြင့်တွေကိုအခြေခံပြီးပြုလုပ်လို့ရတဲ့နည်းတွေဖြစ်တာကြောင့်ပြုလုပ်ရလွယ်ကူပါတယ်ဒါမဲ့ပြုလုပ်နေတော့လိုပါတယ်ဒီနည်းတွေကတဘာဝဆေးနည်းတွေဖြစ်တာကြောင့်တခြားပဋိစေဝဆေးတွေလိုအချိန်တိုအတွင်းသက်သာစေတဲ့ဆေးနည်းလမ်းတွေမဟုတ်ပါဘူးနော်အချိန်ပေးပြီးစိတ်ရှင်နေမှတကယ်ထိရောက်တဲ့ဆေးနည်းတွေပါဒါကြောင့်ယခုလိုတဘာဝဆေးနည်းတွေကိုသုံးလို့ဆိုရင်စိတ်ရှိဖို့လိုပါတယ်နောက်ထပ်တတိထားရမှာကဒီနည်းလမ်းတွေကဆေးနည်းလမ်းတွေဖြစ်တာကြောင့်သုံးဆွဲတဲ့အခါအလွန်အကျွံမဖြစ်စေဖို့ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်တကယ်လို့တဘာဝပစ္စည်းလေးတွေအလွယ်တကူမရှိဘူးဆိုရင်နောက်ထပ်ဆေးနည်းကိုပြပြပါမယ်အဲ့ဒါကတော့ပိုင်းကထုတ်တဲ့မုံလောင်ဥနေနဲ့လောက်ထားတဲ့ဆေးရယ်ရှီပယုံတီးနဲ့လောက်ထားတဲ့ဆေးမျိုးကိုသွင်းတောက်ရမှာပဲဖြစ်ပါတယ်ရှင်သူကလည်းတဘာဝကနေထုတ်ထားတဲ့ဆေးဖြစ်တာကြောင့်စိတ်ရှည်ပြီးခံဖို့တော့လိုပါတယ်ပါဝါများတဲ့လူတောင်ပါဝါနေရတာလောကသက်ဆောင်မှုရောတဲ့အထိရောက်တာမို့အကြံပြုလိုက်ပါရစေရှင်မိတ်ဆွေတို့အနေနဲ့ယခုပြောပြတဲ့စီမီလန်ကတကယ်ထိရောက်တဲ့အသုံးရည်နဲ့ဆိုရင်တခြားသူတွေအတွက်ပြန်လည်မျှဝေပေးကြပါနော်နောက်ထပ်လည်းခုလိုအကျိုးရှိစေမယ့်ကျန်းမာရေးနည်းလမ်းတွေကိုမျှဝေပေးပါအောင်မယ်